Hello everyone ချူ vlog ကနေကြိုဆိုပါတယ်ဒါကတော့ချူចောင်းပေးရမှာရွာကိုသွားထားတဲ့ဗီဒီယိုလေးပါချူတို့ရွာကရေတွေတက်မောနဲ့သွားရတာပါအရင်ကြကြကောင်းပါတယ်ဒါကတော့ချူမောင်လေးကတက်မောလည်းတစ်ခါမှမစီးဘူးတော့ချူမေမေကိုဖတ်ထားတာပါအရင်ကြောက်နေတယ်ရေတွေကလည်းအများကြီးပဲချူကိုဆိုရင်စင်ပြီးတော့လေရွာရောက်တော့ဆိုရွှဲနေတာပဲကဲဒါကတော့ရွာကိုရောက်သွားပါပြီချူတို့ရဲ့အိမ်ဘေးကခြံထဲမှာဝက်တွေဝေးထားတော့ဝက်ကလေးတွေကိုသွားခေါ်နေတာပါချူမောင်လေးကလည်းလိုက်ခေါ်တယ်ဝက်ကအကြီးရဲ့အသေးရဲ့နှကောင်ရှိတယ်အားလုံးပဲဘိုင်ပါ